လေးဝီလီတွေကိုနော်ပြန်ရောင်းဖို့နဲ့ဝိဖို့အတွက်ရွေးချယ်တဲ့နေရာမှာလှယုံနဲ့မပြီးပုံလေးလှယုံနဲ့မပြီးဘူးချုပ်သားကောင်းရမယ် quality ကောင်းရမယ်ပြီးလို့ရှိရင်ဒီဇိုင်းလေးလှဖို့အတွက်လည်းဒါနော်ရွေးချယ်ရမှာဒါမှလည်းနော်ပြန်ရောင်းတဲ့ဖောက်တယ်ချက်ချင်းကိုအရာအကုန်မြန်ပါမယ်ဒါလေးဆိုရင်ကိုကွန်းဘေဘီရဲ့ best seller လေးထုတ်ပေးထားပါတယ်လက်ကလေးမှာလည်းကျိုးလေးနဲ့နော်ပူးကော်တွန်လေးကိုထုတ်ပေးထားတယ်ဒီလိုအရှိခွဲလေးကိုမှအတွန်လေးတွေကိုလုံးဝကိုရှယ်လှအောင်ချုပ်ပေးထားတယ်ဘောင်းမီလေးဆိုလဲမျှော်လေးကိုနော်ပြပြလေးနဲ့ချုပ်ထားပြီးတော့ဒဲဘွားလေးချုပ်ပေးထားပါတယ်နော်လုံးဝကိုချစ်စရာလေးအယုတ်စင်လေးတွေနဲ့ရှယ်လှတာနော်ဒါလေးတွေကလေမင်ဒါလေးကိုလေယောက်ျားလေးမိန်းကလေးစင်တူချုပ်ပေးထားတယ်ယောက်ျားလေးကတော့ချုပ်ရုံကမထွက်သေးဘူးမိန်းကလေးအရင်ထွက်လာတယ်အဲ့တော့အထည်ကားကြတော့နဲမယ်ရှင်အချစ်ဆုံးလေးတို့နော်ပိုးခေါ်တွန်တိုးရှင်မရသေးဘူးလားဆိုတဲ့မေတို့နော်ဒီနေ့လိုက်ဆေးလေးကိုရအောင်ယူထားပြီးနော်ဒါလေးနော်25ရက်နေ့နော်နေ့လေတနာရီခွဲမှာလိုက်ဆေးရှိပါမယ်ရှင်ကာလာလေး3ရောင်ထွက်ထားတယ်စမောမီဒီယံလက်ဆက်အိတ်စဲခလေးတစ်နှစ်ကနေခလေး6နှစ်ထိရမယ်နော်ရအောင်ယူထားပေးပါတအားလှလို့ဈေးနှုန်းကရှယ်ကိုတန်နဲ့ရောင်းပေးပါနော်ဈေးကွက်ထဲမှာမရနိုင်တဲ့ဈေးနဲ့ရောင်း